အားလုံးပဲမင်္ဂလာပါ TNCN Channel ကပြန်လည်ကြိုဆိုပါရစေကျွန်တော်ဒီနေ့ပြောပြပေးမယ့်အကြောင်းအရာတွေကတော့စကြဝဠာ Program Theory သိပ္ပံနဲ့ဘာသာတရားရဲ့ကမ္ဘာဦးလိုအပ်ချက်လောကကြီးကမာယာမျက်စိလဲစားမှုလားဒါမှမဟုတ် Simulation Program ကြီးတစ်ခုလားအဆုံးသတ်မှထပ်တူကြသွားတဲ့အမှန်တရားဆိုတဲ့အကြောင်းတွေပဲဖြစ်ပါတယ်ကျွန်တော်တို့လက်ရှိရှင်သန်နေတဲ့စကြဝဠာကြီးဘယ်လိုစတင်ခဲ့တာလဲဘယ်သူကစီမံနေလဲဆိုတဲ့မေးခွန်းအပေါ်မှာကမ္ဘာဘာသာကြီးတွေကလွန်ခဲ့တဲ့နှစ်ပေါင်းထောင်ချီကတည်းကလုံးဝအုတ်တုံဆန့်ကျင်ဘက်ဖြစ်နေတဲ့လမ်းကြောင်းကြီးနှစ်ခုခွဲခဲ့ကြပါတယ်ခရစ်ယာန်အစ္စလာမ်ဂျူးနဲ့ဟိန္ဒူဘာသာအစရှိတဲ့ဘာသာတရားတွေကအဖြစ်ကိုအပြင်ဘက်မှာရှာဖွေပါလေစကြဝဠာခြေတရားတွေနဲ့လူသားတွေကိုအနန္တတကူရှင်ဖန်ဆင်းရှင်နတ်ဖျား The Creator God Allah Brahma ကစနစ်တကျပုံဖော်ဖန်ဆင်းခဲ့တာလို့ယုံကြည်ကြပါတယ်လူတွေရဲ့ကံကြမ္မာနဲ့ကဲတင်ခြင်းကအဲ့ဒီအရှင်မြတ်ရဲ့အလိုတော်အပေါ်မှာပဲတည်မီနေတာပါတစ်ဖက်မှာလည်းဗုဒ္ဓဘာသာကအပြင်ဘက်ကဖန်ဆင်းရှင်ဆိုတဲ့အယူဆကိုလုံးဝပယ်ချပြီးအဖြစ်ကိုမိမိရဲ့အတွင်းစိတ်ထဲမှာပဲရှာပါတယ်စကြဝဠာကြီးကဘု து အလိုတော်ထဲမှာလဲပတ်နေတာမဟုတ်ပဲအကြောင်းတရားကြောင့်အကျိုးတရားဖြစ်ပေါ်တာခော့ဆန်အဖတ်ဆိုတဲ့တဘာဝနိယာမအတိုင်းပဲသွားနေတာပါမိမိရဲ့ကံကြမ္မာကမိမိရဲ့လှုပ်ဆောင်ချက်နဲ့စိတ်ပေါ်မှာပဲတည်ပါတယ်အစာပိုင်းမှာဒီလမ်းကြောင်းတစ်ခုကဘလို့မှပေါင်းဆက်လို့မရနိုင်တဲ့ဆန့်ကျင်ဘက်အယူဆတွေဖြစ်ရာစုနှစ်ပေါင်းများစွာတည်ရှိခဲ့ကြတာပါဒါပေမဲ့ခေတ်သစ်သိပ္ပံပညာအထူးသဖြင့်ကွမ်တမ်ယူပဗေဒကွမ်တမ်ဖစ်ဇစ်ပေါ်လာတဲ့အခါမှာတော့ကမ္ဘာကြီးကိုတုံလုံးသွားစေမဲ့လှုပ်ဝက်ချက်တစ်ခုထွက်လာပါတယ်သိပ္ပံပညာရှင်တွေကလောကကြီးရဲ့အခြေခံအကျဆုံးအမှန်တရားကိုသိကျင်လို့ရုပ်ဝတ္ထုပစ္စည်းတွေကိုအသေးစိတ်ဆုံးအနုမြူအတမ်အဆင့်ထိခွဲခြမ်းစိတ်ပြကြီးခဲ့ကြပါတယ်အရင်ကတော့အပတန်ရဲ့အလယ်မှာခိုင်မာတဲ့ Director ရှိမယ်လို့ထင်ခဲ့ကြတာပါဒါပေမဲ့တကယ်တမ်းချက်ကြည့်လိုက်တဲ့အခါမှာတော့အထက်မှာဘာ Director မှမရှိပဲ99.999%ကလဟာပြင်ကြီးဖြစ်နေပြီးတော့ကျန်တဲ့အပိုင်းတွေကလည်း Drawit 2မဟုတ်ပဲအလွန်မြန်တဲ့နှုံးနဲ့တုံခါနေတဲ့စွမ်းအင်လိုင်းတွေနဲ့ data အချက်လက်တွေသာဖြစ်နေတာကိုအံ့ဩစရာတွေ့ရှိခဲ့ရပါတယ်ဒါတွေမကသေးပါဘူး Quantum ယူပါဗီဒါရဲ့နာမည်ကြီး Double Slit Experiment အရာ Electron အမုန်တွေကိုစက်တွေနဲ့စောင့်ကြည့်မနေတဲ့အခါသူတို့ကပုံသဏ္ဍာန်မရှိပဲ line တွေနဲ့ပျောက်ကွယ်နေပြီးလူသားတွေကလမ်းကြည့်လိုက်တဲ့အသိစိတ် observation ရှိမှသာရုပ်မုံဖြစ်ကနေချက်ချင်းပုံပြောင်းသွားတာကိုသက်သေပြနိုင်ခဲ့ပါတယ်ဒါကဘာကိုဆိုလိုတာလဲကျွန်တော်တို့မြင်နေရတဲ့ရုပ်လောကကြီးကကင်တွယ်လို့ရတဲ့အစစ်မှန်ကြီးမဟုတ်ပဲအစစ်မြင့်ကွန်ပျူတာ program တစ်ခုလို render လုပ်ထားတဲ့ simulation အတူရောင်ကဘာကြီးတစ်ခုဖြစ်နေတဲ့ဆိုတာသိပ္ပံပညာရှင်ကြီး Elon Musk အပါအဝင်ပါမောက္ခအများပြားကလက်ခံလာကြတာပဲဖြစ်ပါတယ်သိပ္ပံပညာကစကြဝဠာဟာကွန်ပျူတာ program ကြီးတစ်ခုပဲလို့အဖြေထုတ်လိုက်တဲ့အချိန်မှာအစကကွဲပြားခဲ့တဲ့ဘာသာတရားတွေကအဆုံးသတ်မှအခုလိုတထက်တည်းပြန်ဆုံသွားပါတော့တယ်ဖန်ဆင်းရှင်ဝါဒီဘာသာတရားတွေရဲ့ကျမ်းစာမှာဘုရားသခင်ကကဘာကြီးကိုလက်နဲ့လှုပ်လိုက်တာမဟုတ်ပဲအလင်းဖြစ်စေဆိုတဲ့နှုတ်ကပတ်တော်စကားတန်နဲ့ဖန်ဆင်းခဲ့တယ်လို့ဆိုပါတယ်ကွန်ပျူတာပညာအရဒါက programmer တယောက်က Left There Be Life ဆိုတဲ့ source code program ကိုရိုက်ထည့်ပြီး enter နှိပ်လိုက်တာနဲ့အတူတူပါပဲတစ်ဖက်ကဗုဒ္ဓဘာသာမှာလည်းအရာရာကိုကံမနိယာမကံတရားကစီမံတယ်လို့ဆိုပါတယ်ကံဆိုတာမိမိလှုပ်ဆောင်လိုက်တဲ့အပြုမူ input data ဖြစ်ပြီးတော့အကျိုးပေးတယ်ဆိုတာကတော့ program ကပြန်ထုတ်ပေးတဲ့ရလဒ် output ပါပဲအပြင်ဘက်ကဖန်ဆင်းရှင်ဆိုတာဒီစကြဝဠာကြီးရဲ့ code တွေကိုရေးဆွဲခဲ့တဲ့ master programmer ဖြစ်နိုင်ပြီးတော့အတွင်းဘက်ကကံတရားဆိုတာကလည်းအဲ့ဒီ program ကြီးတဲ့ကို data တွေရိုက်ထည့်ပြီးလဲပတ်စေတာမို့လို့နှစ်ခုစလုံးကစကြဝဠာကိုစနစ် system တစ်ခုအနေနဲ့ကြည့်မြင်တဲ့နေရာမှာထပ်တူကျသွားပါတယ်ဟိန္ဒူကျမ်းစာတွေမှာကျွန်တော်တို့ရှင်သန်နေတဲ့လောကကြီးကမာယာလို့ခေါ်တဲ့မျက်စိလဲစားမှုအတူရောင်တာဖြစ်ပြီးတော့မြမကြီးရဲ့စိတ်ကူးအိမ်မက်ဒါမှမဟုတ်ကစားပွဲတစ်ခုသာဖြစ်တယ်လို့ဆိုပါတယ်ဗုဒ္ဓဘာသာမှာလည်းယုတ်လောကဟာအနှစ်သာရမရှိဘူးအတိမမြဲဘူးပြောင်းလဲနေတဲ့အနတ္တသဘောသာဖြစ်တယ်လို့တရားသဘောအရဟောကြားထားတာပါခေတ်သစ်သိပ္ပံနည်းပညာမှာ open world game တွေဥပမာကျွန်တော်တို့စော်ကစားနေကြ GTA ဒါမှမဟုတ် The Sims ကိုကြည့်ကဂိမ်းတွေကဇက်ကောင်တွေအတွက်ကတော့မြေကြီးကအစ်စ်ဘေးကအိမ်တွေကအစ်စ်ဖြစ်ပေမဲ့ဂိမ်းပြင်ကကွန်ပျူတာသမားတွေအတွက်ကတော့ဒါက screen ပေါ်က program area အနေနဲ့ပြောမယ်ဆိုရင်မာယာမျက်စိလဲစားမှုတာဖြစ်ပြီးကွန်ပျူတာ plug ခလုတ်ပိတ်လိုက်တာနဲ့ဒါမှမဟုတ်ပြမကြီးကနိုးလာတာနဲ့အဲ့ဒီကဘာကြီးကချက်ချင်းလုံးဝအုတ်တုံချုပ်ငိမ့်ပျောက်ကွယ်သွားမှာဖြစ်ပါတယ်ရုပ်လောကရဲ့မမြဲခြင်းနဲ့အစစ်မဟုတ်ခြင်းမှာဘာသာတရားအလုံးကအဖြေတူသွားပါတယ်ဘာသာတရားတိုင်းရဲ့ကျမ်းစာတွေမှာနတ်ပြည်ကောင်းကင်ဘုံရဲ့အချိန်ကလူပြည်တဲ့အစာပေါင်းများစွာနေတယ်လို့ဆိုပါတယ်လူပြည်ကအနှစ်တရာကအထက်မှာတရပဲရှိသေးတာမျိုးပေါ့အိုင်စတိုင်းရဲ့နိုင်ရ theory time dilation အရာကလည်းအာကာသထဲမှာအချိန်သွားနှုန်းမတူတာကိုသက်တည်ပြပြီးသားပါဒါဟာဂိမ်းတစ်ခုတည်းကဇက်ကောင်ဖြတ်တန်းရတဲ့အချိန်အရှိန်နှုန်းဂိမ်းထဲမှာနေညတွေခက်မြမြန်ကုံဆုံးသွားပုံနဲ့ဂိမ်းပြင်ဘက်ကကွန်ပျူတာကိုထိုင်မောင်းနေတဲ့လူသားရဲ့အချိန်သွားနှုန်းမတူညီတာမျိုးပါပဲအစာပိုင်းမှာတော့တစ်ဖက်ကဖျားတကယ်ဖန်ဆင်းတာလို့အပြင်ဘက်ကိုကြည့်ပြီးလမ်းခွဲခဲ့ကြသလိုတစ်ဖက်ကလည်းကိုယ်စိတ်နဲ့ကံကပဲဖြစ်စီတာလို့အတွင်ဘက်ကိုကြည့်ပြီးတော့စန့်ကျင်ဘက်လမ်းခွဲခဲ့ကြပါတယ်ဒါပေမဲ့စကြဝဠာကြီးရဲ့အောက်ခြေအထိသိပ္ပံပညာကတူးဆွကြည့်လိုက်တဲ့အခါမှာတော့အားလုံးကကျွန်တော်တို့ရှင်သန်နေတဲ့ကဘာကြီးကအသိစိတ်နဲ့စနစ်တွေပေါင်းဆက်ထားတဲ့ program အတူရောင်ကြီးတစ်ခုပဲဆိုတဲ့မဟာလိုအပ်ချက်ကြီးစီကိုလမ်းတီးတီးကနေတန်းစီပြီးရောက်ရှိသွားကြတာဖြစ်ပါတယ်လမ်းကြောင်းတွေဘယ်လောက်ပဲကွဲပြားနေပါစေ
နောက်ဆုံးအမှန်တရားရဲ့ပန်းနိုင်မှာတော့ဘာသာတရားအားလုံးနဲ့သိပ္ပံပညာကထူးဆန်းအံ့ဩစရာကောင်းလောက်အောင်လက်ချင်းချိတ်ပြီးတစ်ထက်တည်းကျသွားပါတော့တယ်ခင်ဗျာကျွန်တော်ပရိသတ်ကြီးတို့ကတော့ကျွန်တော်တို့ကတကယ်ပဲအစင်းမြင့် program တစ်ခုတည်းကဇက်ကောင်လေးလို့ထင်ပါသလားကျွန်တော်တို့နေထိုင်နေတဲ့စัจ java လာကြီးကဘာကြီးကကွန်ပျူတာ program တစ်ခုလို့ထင်ပါသလားထင်မြင်ကြလေးတွေကိုဝင်ရောက်ဆွေးနွေးပေးသွားကြပါအောင်ခင်ဗျာဒီလိုစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေကိုနောက်ထပ်ကြည့်ရှုခန်းစားကျင်နေဆိုရင်တော့ကျွန်တော်ရဲ့ The Ancient Channel လေးကို like follow နဲ့ subscribe လေးလုပ်ခဲ့ပေးဖို့တောင်းဆိုပါရစေခင်ဗျာ